ဘုန်းကြီးငလေလို့တော့ចောင်းတက်ကြီးဘယ်နေရာမှာရှိနေရလဲဘုန်း ခလဲကောင်းမှာ ဟာခက်လက်တော့မှာ ဟုတ်တယ်တော့အဲ့နေတာ အဲ့နေတာ မှန်ပါဗျာ အိနေတာ ဒီဘက်တစ်ချမ်းပြိုကြမှာ မှန်ပါ နိုးသွားပြီးတော့ မှန်ပါ ငရေလို့လည်းပြန်နေတော့ခလဲကောင်းကတန်တန်ကြီးကိုအဲ့လိုဖတ်တာ ဟုတ်ပါဦးမယ် တတိမလို့ဘူးပေါ့နော် ဟုတ်ပါ ခဏလေးရက်တယ်လေ ဟုတ်ပါ ဒါကြအပေါက်လိုက်အပေါက်ပွင့်နေဆိုတော့တန်ပြောက်ထွက်ပြေးတာကျုံးလောက်ရောက်ကိုဟိုဘက်ကလေးကတော့အပေါ်အားရအကုန်ကုန် ဒီကားဆောင် မှန်ပါဗျာအိုးဘုန်းကအဲတိုင်လေးကိုဖတ်ထားလိုက်တာ ဟုတ် ပေါ့နော် တန်တန်ကြီး တိုင်ကြီးကိုဖတ်ထားလိုက်တာ တန်တန်ကြီးဖက်ထားတော့ဟိုတတိယတော့ကြောင်မချမ်းကြီးကပွင့်တာ ပွင့်နေပြီပွင့်သွားပြီ အိုး ရှိတော့ အဖုံဖုံလာကဲတာလားဖုံဖုံက ဟုတ်ပေါ့ကိုထွက် ဘုရားတာ ဖုံဖုံဘယ်နာထွက်လာ နောက်ပဲအပေါက်ထွက်ပေါ့ အဖတ်ထွက်ပေါက်လေးကကြံသေးတာ ကြံ ပေါ့ သေးတယ် ဩမှန်ပါဗျာမှန်ပါဟုတ်ဗျာဖုံဖုံတက်တော့ဘယ်လောက်ရှိလဲဗျာ 83 83အာဘုံဘုံ ဆိုရပြင်းလိုက်တာပဲ ဟုတ်တယ်ဘုံဘုံတပည့်တော်တို့ဆိုသွားပြီ အဲ့တော့ဖက်တယ်မှာဒီကလူပြီးလဲသွားတယ်ကျူးတော့ပွန်သွား မှန်ပါဗျာ တမ်းချဖက် မှန်ပါဗျာမှန်ပါဗျာ အဲ့ဖဲမှရှိနေရက်သွား မှန်ပါဗျာ ရက်သွားပြီဆိုတော့ကျုပ်ကဆင်းပြေကျုံးလက်အောက်ရောရောအကုန်လုံးပြုတ်ကြသွား အာ မသေးခြင်းနဲ့လူမလို့ မှန်ပါဘုံမှန်ပါဘုံဗျာ ဆောက်ကတော့မြင်တဲ့အတိုင်းလက်ရှိမြင်တဲ့အတိုင်း အခုလည်းပြုတ်ကြလို့ခဲမှာတန်ပုံတန်ဆင်းနေအင်္ဂလန်တန်နေကြီးတန်ရောရမရောရှင်ရောအလုံးအင်္ဂလန်တန်ကြီး ဒီဆောက်ဦးတို့တက်တန်းဘယ်လောက်ရှိနိုင်လဲဘုံဘုံ 80အောင်ရှိပါ အဖုံဖုံမွေးတဲ့အချိန်လောက်ထဲရပါ ဟုတ်တယ်ဟုတ်တယ် ဩမှန်ပါဗျာ ဆရာတော်30ဘုန်းကြီးတက်ကြရစေ ဩ ဒီတက်ရမပြောဘကနဲ့ငလေးကိုလိုကလေးကြီးသုံးကံမိဒီစကားပြောတာ ဩငလင်း3ချိန်ညမှာပြူ ဟုတ်တယ်အကြီးကျယ်လေစကိုင်းငလေးဆိုတာတက်ကိုတက်ကြရပေါ့ဒုတိယငလေးပထမငလေးစကိုင်းကြောင်ရိုးစကိုင်းမျိုးတိုက်ကြကုန်ပဲကြီးကြီးကျယ်တိုက်ဝိုင်းနဲ့ကြိုင်းကခုဒီကတက်ကြအချိန်တော့မခံနိုင်တော့ ဒီအကြီးရောတိုက်ဝါကြီးရောသွားတာပဲ သွားတာ မှန်ပါဗျာ အကော1958ရယ်2000နဲ့မှ7နှစ်ရယ် 16ခု 2025ရယ် 1616လားမသိ မှန်ပါ ဘူး ဗျာ ဒုတိယငလေး 14 မင်း3ချိန်လုံးမိခဲ့အဆောက် ဟုတ်တယ် ဗျာ ခုတက်ကြအချိန်ကျမှ ဟောဗျာ